မင်္ဂလာပါสวัสดีค่ะဒီနေ့တော့ထိုင်းကျောင်းမှာသုံးရမယ့်စကားတွေပေါ့နော်အုတ်ထင်းသူအတွက်ကျောင်းသူကျောင်းသားတွေအတွက်ဘယ်လိုမျိုးသိထားသိနေဘယ်လိုမျိုးပြောဆိုရလဲပေါ့နော်ကျောင်းထဲမှာပါတဲ့ဗာလေဥပករณ์တွေပေါ့နော်ပစ္စည်းကိရိယာတွေရောသူတို့ရဲ့ဗာလေလောက်ရမယ့်လောက်ဆောင်ရမယ့်အရာတွေပါလေနော်ဒီထက်မှာအဆုံးပါတယ်นะคะဒီနေ့တော့ဆီယာမစာမျက်နှာ61ကိုလာဖတ်ပြမှာဖြစ်ပါတယ်အတူတူလိုက်ကြည့်မယ်နော်ช่วยเตรียมอุปกรณ์สำหรับงานประดิษฐ์กิจกรรมพิเศษหรือโครงงานช่วยเตรียมอุปกรณ์สำหรับงานประดิษฐ์กิจกรรมพิเศษหรือโครงงานဆိုရင်ဆီယာမလောက်ခိုင်းတဲ့အရာတွေဘယ်ပြည့်စည်ဘယ်ကိရိယာတွေလို့လည်းပြင်ဆင်လို့ပြင်ဆင်ပေးရမှာပေါ့နော်เช่นหารูปภาพกระดาษสีอุปกรณ์ทำโครงงานบอกแล้วทำโครงงานพี่อะไรนะคะอุปกรณ์ทำใช่อุปกรณ์ทำนะคะพี่นี่แหละเนาะเสียมาดีแต่ท่านเนี่ยอุปกรณ์ทำโครงงานนะคะไว้พันไหมนะคะเตรียมชุดกีฬาเตรียมชุดแฟนซีပေါ့နော်ဒါအုတ်ထင်းသူတွေပြင်ဆင်ရမယ့်အရာတွေเนาะတခါလေအဲ့လိုမျိုးပွဲတွေပါတယ်တခုလှုပ်ရှားရှိလို့ရှိရင်ဆီယာမကအုတ်ထင်းသူကိုရှာခိုင်းတာပေါ့နော်ပြင်ဆင်ခိုင်းတာပေါ့နော်หารูปภาพဆိုရင်ပုံတွေရှာထားမယ်กระดาษสีဆိုတာစက်ကူအယောင်လေးတွေอุปกรณ์ทำโครงงานเลยเนาะโครงงานဆိုတာသူတို့ကဟိုပါတယ်တခုလောက်ရမယ်စီရင်လည်းသူတို့ကโครงงานလို့ခေါ်တယ်လားကျောင်းထဲမှာလှုပ်ဆောင်ရမယ့်အရာတွေလေเนาะအဲ့ဒါကိုပြောတာเตรียมชุดกีฬาဆိုရင်ဒါအားကစားဝတ်စုံကိုပြင်ဆင်ခိုင်းတယ်นะคะเตรียมชุดแฟนซีဆိုရင်แฟนซีဗါလေအယောင်လေးတွေเนาะအဲ့လိုမျိုးဝတ်စုံလေးတွေကိုသူကပြင်ဆင်ထားခိုင်းတာนะคะပြင်စာမျက်နှာ62ကကြတော့บันทึกพฤติกรรมบันทึกพฤติกรรมဆိုရင်ကလေးရဲ့အမှုအကျင့်ကိုရေးမှတ်ထားတယ်ဆရာမတွေကလေเนาะเช่นบันทึกการอ่านหนังสือที่บ้านไอ้มาไปเลยไปรู้สาผ้าเลยไปรู้ว่ากูเคลียกูตดีทาปิยาเมเลยนะเนี่ยมาทาเนี่ยเลยตรงใจนี้นะคะรายงานการเข้านอนตื่นนอนรายงานการเข้านอนตื่นนอนก็เลยไอ้ยานู้เจงท่าเจงกูว่าติทายาเมนะคะกูอย่าเอาทิ้งหรือว่าสังเกตอารมณ์ลูกสังเกตอารมณ์ลูกสิ่งนี้เขาเรียกอภิวมุกูว่าตดีทาปิยาเมစိတ်တခါလေသူစိတ်ရဘယ်လိုမျိုးလဲပေါ့နော်ပုံမှန်များရှိရလားအဲ့လိုမျိုးလဲกูว่าตดีทาปิยาเลยนะคะนัดหมายพูดคุยส่วนตัวนัดหมายพูดคุยส่วนตัวဆိုတာဆီယာမဗါတဲ့တယောက်ချင်းစီစကားတီးတန့်ပြောတာလေနော်အဲ့လိုမျိုးประเมินพัฒนาของลูกประเมินพัฒนาของลูกสิ่งนี้เขาเรียกดูเตมูขั้นมันยาได้ป่ะเนาะกูว่าเสียมาเนี่ยอะไรမျိုးတီးတန့်ပြီးတော့တိုင်ပင်ဆွေးနွေးရမယ်ကိုကလေးကဒီလိုရှိတယ်ဆီယာမလည်းပြန်ပြောမယ်ဆွေးနွေးပြီးတော့လားကိုကလေးကတိုးတက်မှုညံ့ကောင်းမှုတွေဘယ်လိုမျိုးရှိလဲပေါ့နော်โอเคนะคะပြင်စာမျက်နှာ63ကကြတော့คุณครูไปเยี่ยมบ้านนักเรียนคุณครูไปเยี่ยมบ้านนักเรียนဒီမှာကြတော့လေနော်ဆရာမတွေကတနေ့တစ်ခါအဲ့လိုမျိုးကျောင်းသားကျောင်းသူနေတဲ့အိမ်ကိုလာတယ်นะคะလာပြီးတော့အဲ့လိုမျိုးပေါ့နော်လာစစ်ဆေးတဲ့ပုံစံမျိုးနဲ့လာကြည့်တာပေါ့နော်ဗါလေသူတို့ကျောင်းသားရဲ့နေထိုင်စားဝတ်နေရေးကိုသူတို့ကလာပြီးတော့စစ်ဆေးတာนะคะပြီးလို့ရှိရင်ช่วยให้คุณครูเข้าใจนักเรียนรอบด้านช่วยให้คุณครูเข้าใจนักเรียนรอบด้านเสียมากကျောင်းသားကျောင်းသူတွေပို့ပြီးနားလေစီအောင်လေသူတို့ကအိမ်ကိုလာတယ်မိသားစုပင်နှစ်ယောက်ရှိတာလဲအဲ့လိုမျိုးအသေးစိတ်ပေါ့နော်သူသိတဲ့ခါကျကျောင်းသားတစ်ယောက်ရဲ့စိတ်နေစိတ်ထားပို့ပြီးတော့သိအောင်နားလေအောင်သဘောပေါက်အောင်သူကအဲ့လိုမျိုးလာစစ်တာนะคะทักทายพูดคุยกันเป็นกันเองทักทายพูดคุยกันเป็นกันเองဆိုရင်ဆီယာမအိမ်လာလေတဲ့အခါကျရင်ကိုကကောင်းကောင်းမွန်ဆက်ဆံမယ်ခင်မီရင်းနှီးနဲ့ဆီယာမကိုဆက်ဆံမယ်นะคะ
สอบถามเกี่ยวกับเรื่องผู้ปกครองสอบถามเกี่ยวกับเรื่องผู้ปกครองဆိုတာခလေးတွေရဲ့အုတ်ထင်းသူကလာမင်းများမှာဆီယာမအဖေမင်းကဘာလောက်ကန်စားတော့တာလဲမောင်နှမဘယ်နှစ်ယောက်ရှိလဲအဲ့ဒါမျိုးလေးလာစစ်စီတာလေနော်ဆီယာမ64ကကြတော့ผู้ดูแลและสภาพสิ่งแวดล้อมภายในบ้านผู้ดูแลและสภาพสิ่งแวดล้อมภายในบ้านဆိုတာခလေးနေထိုင်တဲ့အိမ်ကဘယ်လိုပုံစံမျိုးရှိတာလဲဘယ်လိုမျိုးနေထိုင်စားတော့လဲဆိုတာလေနော်လာကြည့်တာรู้จักพื้นฐานชีวิตนักเรียนรู้จักพื้นฐานชีวิตนักเรียนဆိုတာကျောင်းသားကျောင်းသူရဲ့အခြေခံဘဝကိုသူကသိအောင်လာပြီးတော့စစ်စီတာนะคะပြီးတော့เช่นที่อยู่อาศัยอาหารและการดูแลเช่นที่อยู่อาศัยอาหารและการดูแลဆိုတာဘုမကလေးရဘသူအုတ်ထင်းနေတာလဲဘယ်လိုမျိုးနေထိုင်စားတော့တာလဲအဲ့လိုမျိုးလာကြည့်စုဆောက်တာนะคะဒီစာမျက်နှာ65ကကြတော့นักเรียนมีใครดูแลเวลาอยู่บ้านคะครับบ่เนาะเสียมามีมาบ่เนาะนักเรียนมีใครดูแลเวลาอยู่บ้านคะครับจากนั้นไอ้มานี้ได้ค่ะประตูเทงเลยบ่เนาะปกติน้องตื่นนอนเวลาไหนคะครับบ่เนาะเสียมาลาเลยได้ค่ะใจเย็นตัวปามีมาเลยสุดาว่าที่สาเอาเดียพัดอะไรเนี่ยจุดที่ติดทาดีดาเสียมาตัวมีได้อัตย์หูยีบีแล้วนะคะตัวบามีแม่ตัวคลีกูเลยเนาะคลีประตูเทงเลยเปเชงทมิซาดาเลยเปเชงยีชูดาเลยเปเชงไอยาวินดาเลยเปเชงหัวบ่เนาะอินซาลูกดาเลยไอดาเน่าใจล่ะပြီးတော့ဆိုးလာအိမ်မှာနေလို့ရှိရင်မိဘစကားတွေနားထောင်ရလားအဲ့ဒါတွေကိုသူတို့ကလာစစ်စီမြင်မြန်နေနော်ใช้เวลากับอะไรบ้างဆိုတာခလေးကအများကြီးအိမ်မှာဆိုရင်ဂိမ်းမဲဆော့နေတာလားဘာတွေလုပ်နေတာလဲဘာလို့အချိန်ကြီးဖြုံးတာလဲအဲ့လိုမြင်ရเนาะแจ้งความก้าวหน้าหรือจุดที่ควรปรับปรุงแจ้งความก้าวหน้าหรือจุดที่ควรปรับปรุงสิ่งนี้กูขลียไอ้มานี่สุบลูမျိုးရှိရကွာဆီယာမနဲ့တိုင်ပင်ဆွေးနွေးပြီးတော့เนี่ยကိုခလေးဒီဟာလေးကိုပြင်စီခြင်းနဲ့ဒီဟာလေးကိုဟိုဖြစ်စီဆီယာမနဲ့တိုင်ပင်လို့ရတယ်นะคะအချို့ကလေးတွေကဆီယာမစကားဆိုရင်နားထောင်တယ်မိဘစကားဆိုရင်တိတ်နာမထောင်အဲ့ဒါမျိုးလည်းရှိတယ်นะคะပြီးတော့စာမျက်နှာ66ฟังความคิดเห็นจากคุณครูฟังความคิดเห็นจากคุณครูสิ่งนี้ဆီယာမရဲ့ဟိုဗာလေဘလို့အတွေးခေါ်ရှိတယ်ကိုခလေးကဆီယာမနဲ့နေတဲ့ခါကျရင်သူကလည်းပြောပြမယ်ကိုကနားထောင်ပြီးပေါ့နော်ဆီယာမပါပြောလာမလဲဆိုတာเปรียบเทียบพฤติกรรมที่โรงเรียนกับที่บ้านเปรียบเทียบพฤติกรรมที่โรงเรียนกับที่บ้านကိုခလေးရဲ့အမှုအကျင့်ကလည်းနော်ကျောင်းမှာနဲ့အိမ်မှာနဲ့ဘလိုမျိုးရှိလဲဆိုတာသူတို့ကလာပြီးတော့နိုင်ရှင်ရတယ်เนาะနိုင်ရှင်ကြည့်တာน้องมีพฤติกรรมที่บ้านต่างจากที่โรงเรียนไหมคะน้องมีพฤติกรรมที่บ้านต่างจากที่โรงเรียนไหมคะဆိုရင်ကလေးရဲ့အမှုအကျင့်ကအိမ်မှာနေတာနဲ့ကျောင်းမှာနေနဲ့ကွဲပြားမှုရှိလားလို့ဆီယာမမိတာนะคะကိုခလေးတွေကိုသူတို့ကนักเรียนလို့မခေါ်ဘူးน้องလို့ခေါ်တယ်นะคะဒါမှမဟုတ်လို့ရှိရင်နာမည်တွေခေါ်တာပေါ့นะคะโอเคစာမျက်နှာ69ကကြတော့คุณพ่อคุณแม่มีข้อสงสัยเรื่องพัฒนาการดั้งใดบ้างไหมคะคุณพ่อคุณแม่มีข้อสงสัยเรื่องพัฒนาการดั้งใดบ้างไหมคะแล้วနောက်ပြီးဆုံးကြတော့ဆရာမမေးပါတော့နော်အဖေများတော့ကိုကလေးကတိုးတက်မှုဘာလိုမျိုးတိုးတက်စေချင်တာလဲပေါ့နော်ဟိုပြောပြလို့ရတယ်นะคะဆရာမကိုชวนอ่านหนังสือวันละ15 นาทีชวนอ่านหนังสือวันละ15 นาทีဆိုတာတရက်ကို15 မိနစ်လောက်စာဖတ်ခိုင်းတာပေါ့နော်အဲ့လိုမျိုးให้ลูกช่วยเก็บของเล่นให้ลูกช่วยเก็บข
ထောင်လန့်ဆိုရင်ကစားစရာတွေသိမ်းခိုင်းတယ်ကိုယ်ကလေးကိုအိမ်မှာဆိုကိုဘာလောက်ခိုင်းတာလဲအဲ့လိုမျိုးဆီယာမကိုပြောပြလို့ရတယ်။ तू ရောအเจ้าမှာဆိုရင် तू ပြင်းနေတာလားတချို့ကလေးဆိုအเจ้าမှာဆိုပြင်းနေအိမ်မှာဆိုအရန်စူးစမ်းလောက်တာတချို့ကလေးကတော့ဟိုပါတယ်အเจ้าမှာကျတော့တအားစူးစမ်းလောက်တာအိမ်မှာကျတော့ပြင်းနေရောဘာမှမလုပ်ချင်အဲ့လိုမျိုးအကျင့်မျိုးတွေနော်ဆီယာမကလာမေးတာนะคะโอเคนะคะနောက်ထပ်ဗီဒီယိုနဲ့မှဆီယာမလာဖတ်ပြအောင်မယ်นะคะโอเคนะคะสวัสดีค่ะ